နိုင်နေတော့သမီးရင်နဲ့ဥတီရသေးပါပဲတေတော်တော်ဦးရဲ့နာမရင်လေးတစ်ခုလို့ရှိခြင်းမိတယ်ဥမဦးပဲလီဆုံးမထားတဲ့အချိန်တိုင်းလေဦးရဲ့သမီးရင်နဲ့ကသိချစ်တဲ့ဦးချစ်လေးနဲ့နေရှိတယ်နော်အပြစ်မမြင်ပါနဲ့ဦးရဲ့ချစ်လို့ဆိုတော့ခွင့်လို့ပေးပါဦးချင်နာယူရမှုတွေကယူဆိုင်မှုတွေလိုချင်လို့ပါဦးရဲ့သမီးရင်နဲ့ကသိချစ်တဲ့ဦးရဲ့ခညာလို့သူ